ရေးမလားအခက်အခဲမှန်သမျှမေးမြန်းဖြေရှင်းနိုင်တဲ့ကိုယ်ပိုင်လက်ထောက်တွေပါ Talk AI, Memory AI ဘာသာစကားလေ့ကျင့်ခြင်းနဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာအထောက်အကူပြုလုပ်များ Taskade AI project တွေစီမံခန့်ခွဲဖို့နဲ့ productivity မြင့်တင်ဖို့အကောင်းဆုံး user.io/web design တွေကို AI နဲ့ပြုလုပ်သူတွေခံယူနိုင်မယ် VPN and security Express VPN, Avast VPN, Hotspot VPN internet line ဆွဲအားကောင်းစေပြီး block ထားတဲ့ website တွေကိုလုံခြုံစိတ်ချစွာကြော်ကြည့်နိုင်မယ် game ဆော့ရင် ping နှိမ်စေတယ် Canva, PixArt, PhotoRoom, PixelCut photo editing နဲ့ poster design နဲ့ background ဖြတ်တာတွေကိုဖုန်းတစ်လုံးတည်းနဲ့ professional ကြလုပ်နိုင်မယ် Picbest, scripting, design design ဆိုတာ design ပိုင်းဆိုင်ရာ resource တွေနဲ့စာအုပ်စာတမ်းတွေကိုအကန့်အသတ်မရှိ download ရယူနိုင်မယ် Entertainment and streaming ရုပ်ရှင်ဂီတနဲ့ဖျော်ဖြေရေး Apple TV, Vivo TV, Viki Plus, HiDiVer Animes နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတွေ anime တွေကိုရုပ်ထွက်ကြည်လင်စွာနဲ့ကြည့်ရှုနိုင်မယ် Tidal သချင်းတွေကိုအတန်အညီသွေး high fidelity နဲ့နားဆင်နိုင်မယ် IT training and technical support computer window clone ခွဲနည်း computer system ကိုပွားယူနည်းကိုယ်ပိုင် proxy ဖန်တီးနည်းပညာ live follow တိုးနည်း spyware နဲ့အခြားနည်းပညာဆိုင်ရာဗဟုသုတများဈေးနှုန်းတက်တာနဲ့ဝယ်ယူလိုသူများနည်းပညာသင်တန်းတက်ရောက်လိုသူများအခုပဲ Telegram မှာ hi ခဲ့ပါ Telegram account ကို comment မှာချပေးထားပါမယ်